သက်ရှင်တော်မူသောထာဝရဘုရားရဲ့နာမတော်ကိုချီးမွမ်းပါလေ။ယနေ့သူတို့ကစဉ်းစားဆင်ခြင်နှလုံးသွင်းတဲ့ဘုရားတွေတရားဟောရကျမ်းခန်းကြီး6ခန်းကြီး7ကျွန်းခံရနေရာအေဂုရုပြည်မှတင်းကိုကဲနှုတ်ဆောင်ခဲ့တော့ထာဝရဘုရားကိုမမိလျော့မိကြောင်းကိုတတိပြုကြလော့။တရားဟောရကျမ်းခန်းကြီး6ခန်းကြီး7ကဖော်ပြတဲ့အခါဣသရေလလူမျိုးများကိုကျွန်းခံရနေရအေဂုတုပြည်ကနေငါကယ်နှုတ်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ငါဘုရားကိုမမေ့လျော့ပဲကိုသတိပြုပါလို့ဒီနေ့မိန့်မာနေတာဖြစ်ပါတယ်။ဒီနေ့ကျမတို့ရဲ့တက်တာမှာလေဒီနေ့ကျွန်းခံရအပြစ်တရားတွေကနေဒီထာဝရအသက်ကိုရတဲ့ခရစ်တော်အဖြစ်ကျွန်တော်တို့ဒီဘုရားသခင်နှုတ်ကပတ်တော်ဘုရားရဲ့စကားတော်ကိုမမေ့လျော့ပဲကိုသတိပြုရန်ဒီနေ့တရားဟောရကျမ်းခန်း6စနစ်ကသတိပေးနေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဣသရေလလူမျိုးများကကောင်းစားတဲ့အခါမိလျော့တတ်တယ်။စင်ပြေတဲ့အခါမိလျော့တတ်တယ်။ဒါပေမဲ့ဘုရားကတော့ဣသရေလလူမျိုးများကိုဘယ်တော့မှမမေ့ခဲ့ပါဘူး။အစင်မြဲဘုရားကအကြံစီတော်ထဲမှာရှိနေပြီးသားဖြစ်ပါတယ်။ထို့သူပဲကျမတို့ရဲ့တက်တာမှာလေခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှိပြီးလက်ခံယူပြီးအဖြစ်တရားကနေရွေးနှုတ်ကယ်တင်ခံတဲ့ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားကဘယ်တော့မှမမေ့ပါဘူးအကြံစီတော်ထဲမှာအစင်မြဲပို့ဆောင်နေတဲ့ဘုရားဖြစ်တယ်ဆိုတာကိုနားလေသိထားဖို့လိုအပ်ပါတယ်ထမြရကျမ်းခန်းကြီး3ခန်းငယ်10မှာထို့ကြောင့်ယခုတော်လောတင်ဒီငါ၏လူဣတိလမျိုးသားတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်မိကြောင်းတင့်ကိုဖာရောဘုရင်ထံသို့ငါစေလူမည်ဟုမိန့်တော်မူ၏ဤစကားတော်လေးကမောရှေကိုဘုရားသခင်ကပြောနေခြင်းဖြစ်ပါတယ်။မောရှေကအေဂုတုပြည်မှာဘုရင်ရဲ့သမီးတော်ရဲ့သားအဖြစ်ခံစားနေတဲ့စီစဉ်ဒီနေ့ဂုံပကာသနာတွေရှိတဲ့အချိန်မှာမိမိလူမျိုးတွေဒီနေ့အေဂုတုကျုံဘွားကနေလွတ်မြောက်ဖို့ရန်ဆန္ဒပြင်းပြခဲ့ပါတယ်။ဒါကြောင့်လေအေဂုတုလူနှစ်ယောက်ကိုဒီနေ့ကိုရရှင်မြေမြုပ်ခဲ့တယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ဒီမိမြုပ်ခြင်းအကြောင်းကြောင့်သူဟာမိဒံတောရမှာထွက်ပြေးပြီးဒီနေ့ကြာမြင့်စွာတိုးတွေကိုထိန်းချောင်းရပါတယ်။နှစ်သိကြာလာတဲ့အခါသူဟာဣသရေလလူမျိုးများကိုကျုံဘောကလွတ်မြောက်ဖို့ရန်စိတ်ဆန္ဒပြင်းတဲ့အရာတွေကမေ့လျော့ပြီးလုံးဝသတိမရပဲမိဒံပြီးမှတိုးကြောင်းသားတဲ့ဘဝနဲ့ပဲသူဟာပျော်မွေ့နေတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့စိတ်ဆန္ဒသူ့ရဲ့လူမျိုးတွေအတွက်လွတ်မြောက်ဖို့ရန်ပြင်းပြနေတော့နှလုံးသားဟာသူကမေ့ပြီမဲ့ဖခင်ကမမေ့ပါဘူး။ထမြရခရင်3ခန်းငယ်10ရောက်လာတဲ့အခါဒီနေ့ခြုံပုတ်ကနေမိလောင်ပြီးဖခင်ကမိတ်မာတဲ့အခါငါလူတွေငိုကြွေးတန်ငါလူတွေဆင်းရဲတန်ငါလူတွေရဲ့ခက်ခဲမှုတွေငါကြားပြီ။ဒါကြောင့်တင်ဟာအေဂုတုပြည်ကိုသွားပြီးဖာရောဘုရင်ထံသို့ငါစေလွတ်မယ်လို့မိန့်ပါတာဖြစ်ပါတယ်။ဒါကြောင့်ဒီကြောင်းရတဲ့ကနှိုက်ထုတ်ပြီးခွန်အားယူရမယ်ဆိုရင်တခါတရံမောရှိကဲ့သို့ဒီနေ့အမှုတော်ထဲမှာပါဝင်မယ်အမှုတော်ထဲမှာစက္ကပ်ခဲ့တယ်အမှုတော်ထဲမှာလုံးလှုပ်ရှားပါဝင်မယ်အစိတ်ခံမယ်ဆိုတဲ့နှလုံးသားနဲ့တစ်ချိန်လုံးကကျွန်တော်တို့ရှိခဲ့ကြပါတယ်။ဒါပေမဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာထိုဂရိတွေဟာဘုရားသခင်ရှိမှမေတ္တာပါတယ်။မောရှိကဲ့သို့ဒီနေ့ရောက်ရနေရာမှာဖခင်အမှုတော်ထက်စက္ကပ်ခဲ့တဲ့အရာတွေဖခင်အတွက်အသက်ရှင်မဲ့အရာတွေမေ့တတ်ပါတယ်။ဒါပေမဲ့တင်မေ့ပြီမဲ့ဖခင်ဘယ်တော့မှမေ့ပါဘူး။ဒီတင်ကိုလည်းဖခင်ကခေါ်နေပါတယ်။တင်နှလုံးသားရဲ့စက္ကပ်မှုတင်နှလုံးသားရဲ့ဒီနေ့အော်ဟစ်တန်တစ်ချိန်ကတင်စက္ကပ်မှုတွေဟာတင်ကမေ့နေပြီမဲ့ဖခင်မမေ့ပါဘူး။ဒါကြောင့်မောရှိကိုလည်းဖခင်ကပြန်လဲသုံးပြုခဲ့ပါတယ်။ဒီနေ့ဣသရေလလူမျိုးများကိုကျုံဘောကလွတ်မြောက်ဖို့ရန်သူ့ကိုအသုံးပြုခဲ့ပါတယ်။ဒါကြောင့်တင်တီလဲစက္ကပ်ခဲ့တဲ့တစ်ချိန်ကဒီချမ်းစာကြောင့်တက်တဲ့ခါမှာဒီနေ့အမှုတော်ထဲမှာပါဝင်ဖို့စက္ကပ်တဲ့အရာတွေဟာဒီနေ့ဒီချိန်မှာတင်မေ့နေပြီမဲ့ဘုရားကမမေ့ပါဘူး။ဒါကြောင့်ဘုရားကအကြံစီတော်ထဲမှာတင့်ကိုအသုံးပြုချင်နေတယ်ဆိုတာကိုနားလည်ထားဖို့လိုအပ်ပါတယ်။အဘောက်ကျမ်းခန်းကြီး40ခန်းငယ်14မှာတင်ဒီချမ်းသာရတော့အခါကျွန်ုပ်ကိုအောက်မေ့ကျေးဇူးပြုပါလော့။ဖာရောဘုရင်ကိုရှောက်၍ကျွန်ုပ်ကိုဤအိမ်မှနှုတ်ယူပါ။ဒါယောသက်လေးရဲ့ဘဝဖြစ်ပါတယ်။ယောသက်ထောင်ကြတဲ့အခါမှာဖလားဝင်ဒီနေ့စားတော်ဝင်ဆိုတဲ့မူးမတ်2ယောက်ကဘုရင်ရဲ့အမျက်တော်ခံပြီးထောင်ထဲရောက်ခဲ့ပါတယ်။
သူတို့မဲ့တဲ့အိမ်မက်တွေကိုအနှိမ့်တစ်ပဲဖော်ဖို့ရန်အတွက်ဒီယောသက်ကိုပြောပြတဲ့အခါယောသက်ကဖလားတော်ဝင်ရဲ့အိမ်မက်ကိုဖော်ပြတယ်တင်ဟာဘယင်ရဲ့ပြန်လဲချီးမြှောက်ခြင်းခံရမယ်အဲ့ချိန်ကျရင်တင်ချမ်းသာတဲ့အခါကျွန်ုပ်ကိုမမေ့ပဲကျေးဇူးပြုပါဒီထောင်ထဲကနေဤအိမ်ကနေနှုတ်ယူပါလို့ဒီနေ့ပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဂရိပေးခဲ့တဲ့ဝုမတ်ကလည်းထောင်ကလွတ်သွားတဲ့အခါယောသက်ကိုမေ့လျော့နေပါတယ်ယောသက်ကျေးဇူးပြုတယ်ဒီနေ့အိမ်မက်အနိတိပဲတွေကိုဖော်ပြခဲ့တယ်သူတို့ဟာဝမ်းမြောက်စွာနဲ့ဒီနေ့အချုပ်ထဲကနေလွတ်တော့လေကောင်းစားတဲ့ခါမှာယောသက်ကလေးကိုမေ့လျော့နေတယ်ဆိုတော့တွေ့ရပါတယ်ဒါပေမဲ့ဘုရားသခင်ကလူတွေမေ့နေပြီမဲ့ယောသက်ကိုမမေ့ပါဘူးဒီနေ့ဖလားတော်အမတ်ကယောသက်ကိုမေ့ပြီမဲ့ဘုရားကဘယ်တော့မှမေ့ပါဘူးအကြံစီတော်ထဲမှာအမြဲတမ်းချီးမြှောက်ဖို့အကြံစီတော်ထဲမှာအောင်မြင်ဖို့အမြဲတမ်းဘုရားကမမေ့လျော့ပဲချီးမြှောက်နေတဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီရာထဲကခွာယူဖို့ရန်အတွက်လူများစွာတို့ကိုတင်ဟာကုညီတော်တူဖြစ်ကောင်းဖြစ်လိမ့်မယ်လူများစွာတို့ကိုတင်ဟာကောင်းသောအကျိုးအဖြစ်ကုညီမဆတော်သူလည်းဖြစ်နိုင်တယ်တင်ပေးကမ်းတယ်တင်ကုညီတယ်တင်ဖိမတယ်တို့တော့လေတင်ဖိမခဲ့တဲ့ကုညီခဲ့တဲ့တင်ကိုပေးကမ်းခဲ့တော်သူတွေကတင်ကိုမေ့လျော့တယ်ဆိုပေမဲ့ဖခင်ကတင်ကိုမမေ့ဘူးဆိုတာတင်သိထားဖို့လိုအပ်ပါတယ်တင်ကျေးဇူးပြုခဲ့တဲ့လူကတင်ကိုကျေးဇူးပြန်မပြုဘူးဆိုရင်တင်စိတ်ထဲမှာမထားလိုက်ပါနဲ့သူတို့မေ့ပေမဲ့ဖခင်ကဘယ်တော့မှမေ့ပါဘူးအချိန်တန်တဲ့အခါယောသက်လေးကိုအချုပ်ထဲကနေလှုပ်ပြီးဒီနေ့ဘယင်ခံအရာအဖြစ်ဘုရားကချီးမြှောက်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာနှလုံးသားတွေကကြံစီထားတဲ့အရာတွေလူကမေ့နိုင်ပေမဲ့ဘုရားဘယ်တော့မှမေ့ပါဘူး။ဒီနေ့စက္ကပ်ခဲ့တဲ့အရာတွေသင်မေ့နေပေမဲ့ဘုရားကဘယ်တော့မှမေ့ပါဘူး။ဘုရားကအသုံးပြုမှာဖြစ်ပါတယ်။သင်ကတပားသူကိုကူညီတော်လဲတပားသူကမေ့လျော့ပေမဲ့ဘုရားကသင်ကူညီထားတဲ့အရာပေါ်မှာဘယ်တော့မှမေ့တော့ဘုရားမဟုတ်ပါဘူး။သင်ကိုချီးမြှောက်မှာဖြစ်ပါတယ်။ဒါကြောင့်သင်ဟာဘဝတက်တာမှာသူတစ်ပါးပြုပေးတဲ့ကျေးဇူးတရားတွေကိုပြန်မတုံ့ပြန်ခံရရင်သင်ဝမ်းနည်းမနေဘဲနဲ့ဘုရားကဘယ်တော့မှမေ့ဘူးဆိုတာကိုခွာပေး